မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ KND Code YouTube Channel ကနေကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ကဒီနေ့ပြောပြမယ့်အကြောင်းလေးကကြတော့ Mighty Cat ထက်မှာ MB အတန်းဆုံးဝေးတယ်ပေါ့နော်ဝေးတဲ့နီလန်ကိုမျှဝေပြောသွားပါမယ်1000ကျပ်နဲ့1500 MB ရတယ်နီပေါ့နော် Okay ဆိုအချိန်မကျော်ပဲဗီဒီယိုလေးကိုစလိုက်ကြရအောင် Video start now Okay ဆိုအရင်ဆုံးဖုန်း screen ကိုရောက်တော့ဒီမှာကြတော့ကိုယ်ဖုန်းခေါ်တဲ့နေရာကိုတစ်ချက်လောက်ဝင်လိုက်ပါဒီမှာကြတော့ star 124 share ကိုနှိပ်ပါ H ကိုနှိပ်ဖုန်းပဲအရင်ဆုံးဆေးပြလိုက်ပါမယ်နော်ကျွန်တော်တို့ရှိမှာဖုန်းပဲဘယ်လောက်ရှိလဲမိတ်ဆွေတို့နော်ဒီမှာကြတော့ကျွန်တော်တို့ရှိမှာဖုန်းပဲ1000ရှိပါတယ်နော်မိတ်ဆွေတို့မြင်တဲ့အတိုင်း message လေးဆေးပြလိုက်ပါမယ်တခါရနော်မိတ်ဆွေတို့ SMS လိုက်ကျွန်တော်တို့ရှိမှာ MB ဘယ်လောက်ရှိလဲအခုကြတော့Okay မှာကြတော့ MB ခဏလေး SMS မလာသေးဘူးเนาะမိတ်ဆွေတို့ Okay ဒီမှာကြတော့ SMS လာပြီเนาะမိတ်ဆွေတို့ပေါ်ဆုံးမှာမိတ်ဆွေတို့ကဒီမှာကြတော့ကျွန်တော်ရှိမှာ114 MB ရှိပါတယ်114 MB ရှိပါတယ်เนาะကျွန်တော်ရှိမှာအများအားတိုင်းမှာလောက်ပဲ MB ရှိပါတယ်เนาะကျွန်တော်က1500 1000ကျပ်နဲ့ဝေးပြပါမယ်เนาะတခါမိတ်ဆွေတို့အရင်ဆုံးကိုယ့်ရဲ့ဖုန်းခေါ်တဲ့နေရာကိုတစ်ချက်လောက်ဝင်လိုက်ပါဒီမှာကြတော့ star 966 star 900ချက်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ hash ကိုနှိပ်လိုက်ပါပေါ့နော်ကိုယ့်ရဲ့ဒီမှာကြတော့1000ကျဲဖြတ်မှာပေါ့နော်1500 MB ရမယ် SMS လာပါမယ်နော်ခဏလေးစောင့်ပေးလိုက်ပါဒီမှာကြတော့ SMS လာပြီနော်ဒီမှာကြတော့အုပ်ဆောင်မပြမယ်နော်ခဏလေးဒီမှာကြတော့လူချင်းမင်းဒီကိုခုံပက်ကက်ကို990ကျပ်နဲ့ရပါပြီဖုန်းမေးဆေးပြလိုက်ပါမယ်เนาะကျွန်တော်တို့ရှိမှာဖုန်းမေးကုန်သွားတာလားမှကြတော့ဖုန်းမေးဆေးပြလိုက်ပါမယ်เนาะ Okay ဒီမှာကြတော့ဖုန်းမေးကုန်သွားပါပြီเนาะမိတ်ဆွေတို့ကမြင်တဲ့အတိုင်းပဲအခုကြတော့ MB တစ်ခါလေးဆေးပြလိုက်ပါမယ် SMS လိုင်းပေါ့เนาะမှကြတော့ SMS ကိုဝင်လိုက်ပါပြီမှာပေါ်ဆုံးမှာကြတော့1536 MB လက်ဆောင်ရတော့ပြီအဲ့ဒါကိုပက်ကက်ဝေးပြတာပါเนาะမျက်နှာတိုင်းပဲเนาะ1500 MB ရတော့ပါပြီเนาะမှာကြတော့114 MB ရှိပါတယ်သူတို့ကဒီ offer ကိုဝေးပြတာလိုမျိုးလုပ်ပြီးတော့ဝေးပါပို့ပြီးတော့တန်ပါတယ်เนาะမိတ်ဆွေတို့နောက်ထပ်အသင်းနေတယ်ပေါ့နော် offer တွေဝေးနေပေါ့အမြဲတမ်းတင်ပေးနေပါတယ်เนาะအချက်လည်းပြောချင်ပါတယ်ခင်ဗျာပြောခဲ့တဲ့ဒီကဲတိုင်းမှာရနိုင်မလို့မထင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကဲတိုင်းမှာမရပါဘူးဒီ offer ကိုရမှု B2B ကဲဖြစ်နိုင်ပါတယ်။နောက်ပြီးတော့အသစ်ကဲဖြစ်နိုင်ပါတယ်။ကျွန်တော်ကအသစ်ကဲမှာဝေးပြနေတာပါနော်။ဝေးပြနေတာပါခင်ဗျာ like လေးပြီး channel လေးကိုမသိတဲ့သူတွေအတွက် share လုပ်ပြီးသွားကြပါ။ channel လေးကို subscribe လုပ်ထားလိုက်ကြပါ။နောက်ဗီဒီယိုမှာဆုံကြရအောင်။ Bye bye